Oh, Pody Miaro, Pody Miaro, Araya, you take the lady. But the Bajan pick and fire ain't a tea, that women know. Oh my god, here. But the Bajan Telagabi, the 40 8 me, yaw, root up. Don't want to see a food, you look at or here. No, I don't ask you to Aina. What the hell for my time? Eh, a lady, maternally, Louis. The Samatala Miao, die below Yama. Probably, Rama Lumia. ဒါဒါရခုနတဲ့ဂျေဝလေးစပြီเนาะဒါเนาะကဲကျွန်တော်တို့နှစ်ယောက်လုံးကကန်ကောင်းပါသည်ကဲကျွန်တော်တို့ဆရာကြီးနဲ့ကောင်เนาะကဲကျွန်တော်ကန်ကောင်းပါသည်ခင်ဗျเนาะကျွန်တော်တို့နိုင်ကြီး80ပါဒါเนาะ80တောင်ပြစ်မှာเนาะကဲကျွန်တော် let's go ကန်ကောင်းပါသည်ကဲကျွန်တော်တို့ဒါကတော့ကျွန်တော် GR1 ကလန်ကတော့ကျွန်တော်တို့ဓာတ်ပုံလေးပြမယ်เนาะကဲကျွန်တော်တို့ Reno ပဲဖြစ်ပါလေဒါ GR1 ရဲ့ Reno ဖြစ်ပါလေခင်ဗျကဲဒါကတော့ကျွန်တော်တို့တစ်ဖက်ကညီလေးပေါ့เนาะဒါ40ပေါ့เนาะကဲကျွန်တော်တို့စပြီဗျာနော်ကဲနိုင်ကြီးကျွန်တော်တို့80ပွဲဗျာကြည့်မယ်ဗျာကျွန်တော်ဒီဘက်ကျတော့ Reno ကဲ40နဲ့ဗျာနော်ကဲကျွန်တော်ပွဲလေးတော့ ion ဆက်ပြီး cut ဆွေးမှာဖြစ်ပါရဲ့ပေါ်လာတို့ရေနော်ကျွန်တော် comment လေးတော့မှတ်ထားပါနော်ကျွန်တော် share ထားပေးပါကိုကန်လွမ်းနေရ notify ရိုက်ပေးပါခင်ဗျကဲကျွန်တော်တို့နိုင်ကြီး20ပွဲလေးရဲ့ game number 1ပဲဖြစ်ပါတယ်ခင်ဗျကဲ FB မှာ like မတောက်တော့ညီတယ်လဲလွှဲလိုက်ကိုတက်တယ်ကိုကြီးထက်တော့ကြည့်ဒီတိုင်း no ဒီတော့မကြည့်နဲ့ကိုကြီးဒီပိတ်တဲ့ဝင်ကြည့်မရဘူးကဲကျွန်တော်နိုင်ကြီး80ဖြစ်လို့တိုင်းတို့ရေနော်ဒီနိုင်ကြီးပမာဏကကြေးအရင်များလို့ကျွန်တော်တို့အနေနဲ့တော်တော်ဂရုစိုက်ဖို့လိုအပ်ပါတယ်ပလေယာ2ယောက်လုံးပါလေနော်ကဲနော်လုံးဝဒါဒီဘွဲကနိုင်ကြီး80တိတိရှိတယ်ပြီးတော့သူတို့မှာ recording တွေရော hang gun တွေရောဒါအကုန်လုံးနော်ဒါဂယူ size သူတို့ပြက်ကမှာသူတို့ဒီ hang gun ပြောင်းလဲရှုံးမယ်နော် file ပြန်စစ်မယ်ဟလားအဲ့လိုတွေရှိတယ်နော် okay ကဲကျွန်တော်တို့ game number 1ပွဲစဉ်လေးကတော့ကျွန်တော်စလာပါပြီနိုင်ကြီး80တကယ်လားတကယ်ပေါ့ခင်ဗျတကယ်ပေါ့ကျွန်တော်လိန်နဲ့မှာပါတကယ်နော်ဒါကြောင့်မို့ပွဲကိုကျွန်တော်တို့ရင်ခုန်စွာစောင့်ကြည့်ပေးကြပါကဲကျွန်တော်ဒီဘက်ကျမှတော့ pick and fire ပစ်ထားတယ်ဗျကျွန်တော်4တေလုံးအငိမ့်လေးပဲကဲကျွန်တော်40ကဲကျွန်တော်40ကတော့ Android ဖြစ်ပါတယ်တစ်ဖက်ကတော့တစ်ဖက်ချမ်းကတော့ကျွန်တော် iOS ပါတော့เนาะကဲကျွန်တော်တို့တစ်ဖက်ချမ်းတော့ iOS ပဲဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်တို့ဒီဘက်ချမ်းပါတော့ကျွန်တော်အိမ်ထားတယ်ဗျကဲကိုရှိုင်းသူတော့ mention ခေါ်ပေးကြပါဦးเนาะကိုရှိုင်းသူတော့ကဲရောက်လာပြီเนาะတော်သေးတာကျွန်တော်ခဏစိတ်ဆိုးအောင်ခဏနေတိုင်းတီးမယ်ကိုကြီးကျွန်တော်စိတ်တည်းရဲထဲမှာစင်မပြေဘူးကျွန်တော် iPad မရလို့တိုင်းနေပတ်တယ်ကျွန်တော်ကဲတိုင်း share များ share ပေးမယ်နော်တိုင်းနိုင်ကြီး80တောင်နော်နိုင်ကြီး80တောင်နော်တိုင်းတို့ကဲပတ်ကြည့် mobile အကောင့်ရောင်းဝယ်လို့ရှိရင်ကျွန်တော်တို့ဒီမှာကျွန်တော်တို့ရဲ့ဒါ Telegram channel လေးမှာကျွန်တော်တို့နည်းနည်းလေးဒါ link လေးကျွန်တော်တို့ဒါပို့သေးတော့ကျွန်တော်အဲ့မှာရှိမယ်နော်ကျွန်တော်တို့ဒီမှာဆိုရင်ဒီဟိုနေ့မှာကျတော့ကျွန်တော်တို့ဒီကျွန်တော်နည်းနည်းလေးဟိုနေ့မှာမျက်စိနောက်မှာဆိုလို့ပေါ့နော်ကျွန်တော်မှာချက်ကိုချမ်းကျတော့ join ပေးပါ Telegram channel လေးနေနော်ရောင်ရေးနိုင်ကြီး80ပွဲဆိုတော့တိုင်းတို့တော်တော်လေးစိတ်ရှင်နော်တိုင်းတို့မင်းတို့စိတ်ရှင်နော်ဒီပွဲရှုံးတဲ့ကောင်လေဟဲ့လိုင်းကြွားလာမသိရောက်ရေးလိုင်းကြွားပြီတားကြီးအဲ့ဒါကြီးပြဿနာတက်တော့မှာပဲအဲ့ပွဲကြီးကလုံးပေါင်ဟလုံးပေါင်ဟတော်ပြီဟေ့တားကြီးမကြည့်တာမင်းကြည့်တာမင်းတို့ကြည့်တာဘာတွေဖြစ်လာမဲဆိုတားကြီးတို့ကဲလိုင်းကြွားပြီဟေ့လိုင်းကြွားလာဘာဖြစ်သွားလဲမသိဟေးဟိုကောင်လေးလိုင်းကြွားလားဟယ်လိုညီလေးကြလားရင်းတို့ကြလားလိုင်းကြွားခဏသူလိုင်းကြွားကြီးထွက်သွားခဏလေးဆောက်လိုက်တီးမီဟယ်လိုညီလေးဘာဖြစ်တာလဲဟယ်လိုတိုင်းကသူကโอเคအခုဟန်ကန်ရောဘာကြီးတော့ဟန်ကန်ကျွန်တော်ပြန်ပြထားမဟုတ်ဟန်ကန်ဒီတိုင်းပဲလားဒါမှမဟုတ်ရင်ဒီတိုင်းပဲဟုတ်ခဏမင်းလိုင်းကြွားတော့ဟန်ကန်ပဲဘာပြောနေရလဲအေးခဏလေးမင်းခဏတော့ဟန်ကန်ကြားတဲ့အချိန်မှာမင်းငါတို့လိုင်းကြားတဲ့အချိန်မှာဟန်ကန်ပျောက်လားခဏပြောက်ပြန်ချိတ်လိုက်တယ်အခုပြန်ရောက်ပါဟေးတပွဲနိုင်ပြီအေး
အဲ့ဘယ်ဟုတ်တဝဲနိုင်တော့ဘာခိုင်လို့တော့မင်းရတယ်ပြီးမှမရတယ်မင်းရတယ်အဲ့လောက်ကြီးပြ ခဏန ဒီဘာဖမ်းကပြောက်တာလေ ခဏလေးဟဲ့ဟဲ့ငယ်ခဏလေးတော့10မိနစ်ကြောက်မှလို့ပြော10မိနစ်ကြောက်မှလို့ပြောတယ်မင်းရ အေးအခုမင်းဘယ်လောက်ပြအေးဟုတ်တယ်နော်အခုโอเคဟုတ်တယ်နော်အခု 10မိနစ်မပြောက်ဘူးနော်လေနော်မငင်းနေခဏနေ तू ပြောက်တာစက္ကန့်3040လောက်ရှိမယ်နော်โอเค10မိနစ်မပြည့်ဘူး မင်းတို့မဟုတ်ခဏလေးကျွန်တော်ပြောမယ်မင်းတို့အဲ့လောက်ပဲမွေးနေ ပြအဲ့တော့3မိနစ်ကျော်သွားပြီ3မိနစ်ကျော်မှထွက်တာလေ ကိုကြီးအဲ့ဒါဂိမ်းကြီးကထွက်တာလေအဲ့ဂိမ်းကြီးကထွက်တာ ပြောတယ်ကြောက် ပြင် တယ် မညာနဲ့ လိုလေး မင်းရတယ်မင်းကောင်ကြီးဆောက်ဖို့ပုံပတ်ပြောနေတာမင်းနိုင်ရင်နေအောင် လိုလေးမင်းရှုံးပါမင်းလက်တွေတုံးနေမလားမင်း နေရောမင်းတို့မစနဲ့လို့ဟာ မင်းကြည့်ပါလား အဲ့မလို့လည်းတော့ပြီးချိုးပြီးရှာလာအား မ လုံး င်း က ရပြဿနာပြစ်ပြီးမင်းရတယ် အေးရကောဖမ်းလိုက်စော်ဘောလို့ အခုရောကော့ဘန်နာစမယ်နောက်ဝဲစမယ်တိုင်းတို့ရောကော့ စတယ်မဖမ်းထားတာစတယ်မဖမ်းထားတာ ဘယ်နဲ့စလိုက်ပြီနော်မေး ဟန် မေး ကပြောက်တာဟန်က10မိနစ်ပြောက်တာနဲ့အရှုံးတော့မင်းပြောထားတာနော်ကိုက အေးနော် 10မိနစ်ပြောက်တာ အေးနော်မင်းတို့နှစ်ယောက်လုံးလက်ခံတာနော်10မိနစ်ပြောင်းရှုံးလက်ခံတာနော်နှစ်ယောက်လုံးနော်โอเคနော် ဟုတ်တယ် โอเคနော်โอเคအခု10မိနစ်မပြည့်ထားလိုက်ဒီဘက်ထားလိုက်နော်အေးမင်းတို့အာမချောင်နဲ့နော်မင်းတို့စောစေမင်းတို့10မိနစ်ပြောင်းရှုံးဆိုမင်းတို့မလောက်ကြနဲ့နော်မင်းတို့နိုင်ကြီးကနည်းနည်းလေးမဟုတ်ကိုကြီးကြံပေးတာနိုင်ကြီးကအများကြီးမင်းတို့ ဟိုငါတို့ဘက်ကရေးသေးပဲငါတို့ကဟန်ကမပြောက်ဘူး10မိနစ်10စက္ကန့်လည်းမပြောက်ဘူး အေးအဲ့ဒါ ကျွန်တော်ပြန်ပြောထားတယ်ကျွန်တော်ပြန်ပြောထားတယ်ဒီလိုဖိုင်ဟန်ကန်ပြောရင်ဖိုင်တင်မယ်လို့ပြန်ပြောထားတယ်ဒီကောင်လေးကမဟုတ်တော့ဘူး ခဏအေးတို့ကိုကန်တို့ကြားလား ကြားတယ်ပြော အဲ့ပထမပွဲက तू ကလိုင်းကြတာ तू ကြေးပွဲပြနေတာကြည့်ရမှာလေ2မိနစ်ကျော်နေမှာထွက်တာ तू ရှုံးတာလေကိုကန်တို့1မိနစ်ဆိုရင်ပွဲကထွက်လို့ရရအခုက2မိနစ်ကျော်မှာစတင်းပြန်ကြည့်ကြည့်လိုက်ကိုကန်တို့2မိနစ်ကျော်မှာထွက်တာကျွန်တော်တို့ဝဲနိုင်တာလေသူကဘယ်လိုပဲထွက်ထွက်တို့ဒါကြေးပွဲပြနေရတယ် โอเคကိုအေးကိုယူနေအေးပတ်စအိတ်ချင်းလိုက် စတင်းပြန်ကြည့်လိုက်တော့ကိုက2မိနစ်ကျော်မှာထွက်တာ အေးသိတယ်အဲ့ဒါ line အဲ့ဒါသူ့ဘက်ကဖြစ်သွားဟုတ်ပြီလဲအေးပတ်စအိတ်ချင်းလိုက်ငါခိုးငါတခိုးမင်တက်ကိုထွက်လိုက်တာထွက်ပြီးတော့မှဟိုဟာဖြစ်လိုက်တာကိုက तू က game ကို reset ချပလိုက်တာဗျာလိကြာ line ကြရတယ်ဘောဖိုင်ထုတ်တာမဟုတ် game ကို reset ချအမှန်အဲ့2မိနစ်ကျော်ကကျွန်တော်တို့ဝဲနိုင်တာကိုပဲအဲ့ခြေဝဲအဲ့တိုင်းပဲလေ ဘာလို့တို့ယူကြပါငါလည်းပြောလုံးဝငါလောက်ကြပါငါလည်းပြောလုံးဝငါပြော line ကြရဆိုမင်းဘာလို့ game ကို reset လုပ်လဲဆိုတာ line ကြရင်ဒီလိုမှန်ချိန်ချန်ဖွင့်နေဘလို့ game ကို reset လုပ်တာဒီအဲ့2မိနစ်ကျော်နေပြီလေအဲ့လိုမင်းခြေဝဲမကြည့်ဘူးလား တွေ့လားတိုင်မင်းတို့ငါပြောပါတယ်နိုင်ကြီးများရင်အဲ့လိုပါလို့ဘလို့မဆိုတစ်ဖက်ကညစ်တယ်ဒါကြီးသိလား မင်းအဲ့ကွယ်တို့စပြန်နေ သူ့ဘက်ကကြည့်မယ်ဆိုရင်လည်းသူ့ဘက်ကကြည့်တယ်ဆိုရင်လည်းအမှန်ပဲ မင်းကမင်းမထွက်တယ်အာဒီ ဘယ် ရှ လို င်း နေ နေ ကြိုးရင်းရမှာဘယ်လိုလဲမင်းမကြည့်နေမင်း မင်းတို့က9မိနစ်ပြည့်3မိနစ်ကျော်နေ 3မိနစ်အောင်ဖြစ်နေဟုတ်တယ်2မိနစ်ကျော်ပြီဆိုရအဲ့ဘယ်မဟုတ်တော့တာပါ ငါပြောချင်တာခဏလေးမပြစ်ဘဲနဲ့လည်းငါ လက်ကားလို့ပြလိုက်ပါမင်းမကျင်နဲ့နောက်ဝဲထက်တယ်လိုက်မကျင်နဲ့နောက်ဝဲထက်တယ်လိုက်လို့မကျင်နဲ့နောက်ဝဲထက်တယ်ဝင်ပြီးပြီးလို့ ခဏလေး နောက်ဝဲထက်တယ် စီကန်းတိုင်းလုပ်နေတမရဲ့စီကန်းတိုင်းလုပ်နေတာ မကျင်နဲ့နောက်ဝဲထက်တယ်လို့ ငါဝါလူကခဏလေးပါ ဟုတ်မင်းတို့ခြေပွင့်နေတာ လောကွာကြားတယ်ကွာနောက်ဝဲထက်တယ်လိုက်ကျင်းနေမင်းတို့ငါတို့ပွဲနိုင်ငါတို့ပွဲနိုင်ငါနိုင် ရုံနာပဲမကျင်နဲ့ခြေဝဲထက်တယ်လိုက်နော်ဒီပွဲကမင်းအတိတာကြီးမင်းတို့2မိနစ်ကျော်မှထွက်တာမင်းတို့ထွက်တာ 3မိနစ်ပြေးသွားပြီခေါ်3မိနစ် ဆောက်လို့လာလို့ငါလုံးမဟုတ်တယ်မင်းတို့ကောင်တွေကလီအဲ့လိုထွက်လို့မရဘူးမင်းမေ 2မိနစ်ကျော်ရင်ထွက်လို့မရဘူးဒါမင်းပြောတယ်လို့ကြည့် ငါပြောပြီးပါတော့ခဏခဏ 2မိနစ်မကျော်ဘူးလို့2မိနစ်မကျော်ဘူးဘာလို့2မိနစ်မကျော်ဘူးအားလုံးက record ရှိတယ်နော်ဒီမိနစ်တို့ မဟုတ်ကြော်တယ်နော်ငါပြောပြမယ်အေးကြော်တာဟုတ်တယ်3မိနစ်ကြော်ရတယ်9မိနစ်ကြော်မှငါတို့ထွက်သွားတယ်နော် မိလို့ โอเค ကိုကပွဲတူပါတူပါထွက်တာ ပြေးတော့3မိနစ်ပြေးတော့ထွက်သွား ဒီပြည့်တာမဟုတ်လားလုံးမ လို့မတပိတ်တာ မဟုတ်ဘူးအဓိက ပြောက်လာလို့ ကိုကပြောနေတယ် တန်းကန်ပြောက်လာလို့မင်းတို့ရှင်းပြတာမမြင်ဘူးလား အဲ့ငယ်ပြောတာမရမင်းတော့ဂိမ်းကခေါ်လို့မရဘူး ဒါကိန်းကြီးပြောပြောပြော ငါလုံးမဘယ်နှမိနစ်ပြည့်အဲ့လိုထွက်ချင်လို့ရတယ် ကိုကန်တို့ပြောနေတယ်လို့ဘာဖြစ်နေရတော့ ဒါပေမဲ့နော်မင်းတို့ပြောထားတာကအေးဟုတ်မင်းတို့ပြောထားတဲ့စီကန်းကမင်းတို့ဒီ2မိနစ်ကျော်မင်းတို့ဘာဖြစ်ထွက်လို့မရအောင်နော်ဒါမင်းတို့ပြောတာနော်ဒါမင်းတို့ပြောတာနော် တမီးနေဆိုတာလေ ဟေးအဲ့တစ်ဖက်ကအခုက line ကြပြီးဟိုအခုငါပြောပြမရှင်းလေအခုကတစ်ဖက်က line ကြပြီးထောက်ရတော့မလို့တစ်ဖက်ကနားလေပေးရင်ပေးမပေးရင်တော့မင်းတို့အရှုံးပါအဲ့တခုပဲရှိမှာ
ကျွန်တော်ဘာလဲဆိုတော့ မြောက်နားလည်းမေးတယ်ဘာလဲလို့ဒီကောင် 3ချင်းလောက်ကြည့်တယ် အခုညီငါပြောပြမယ်မင်းဘက်ကတော့မှန်းတယ်မင်းဘက်ကတော့လိုင်းကြတာဟုတ်တယ်လိုင်းကြလို့ထွက်သွားတာ ဘာလို့မလဲမင်းကပြီးတင်သားကြ မင်းတို့နိုင်ကြီးမင်းတို့ကောင်ဒီဝဲနိုင်ပြောပြီးနောက်တစ်ပွဲဒါနိုင် မဟုတ်ဘူးတိုင်းတို့နော်တချို့ဖန်တွေမသိဘူးမင်းတို့မသိဘူးတိုင်းတချို့ဖန်တွေငါဒါပေမဲ့ဒီကောင်နှစ်ကောင်လုံးငါမသိဘူးနော်ဒါပေမဲ့ငါပြောပြမယ်နော်တချို့ဖန်တွေကျွန်တော်ပြောပြမယ်သူတို့စီးကန်းပြသူတို့ကငွေမောက်များတယ်နော်သူတို့စီးကန်းက2ယောက်လုံးပြောတာတွေသူတို့10မိနစ်ကျော်10မိနစ်ပြည့်ငါတို့10မိနစ်ပြည့်လို့လိုင်းကြိုင်ထွက်လို့ရတယ်အခု10မိနစ်ကျော်လို့လိုင်းကြိုင်ထွက်လို့မရဘူးတိုင်းဘလို့မလို့ထွက်တာအရှုံးပဲနော်တကယ်ပြောပြတာလိုင်းကြလာကိုကန်ရေလုံးလို့မရဟုတ်တယ်လုံးလို့မရလဲရှုံးမဲ့တိုင်းသူ့ဘက်ကနေပြင်ဆင်မှုမရှိတာပြင်ဆင်မှုနဲတာတစ်ဖက်ကညစ်တာညစ်လို့ရတယ်သူတစ်ဖက်ကညစ်သူ့အမှန်ဖြစ်သွားပြီသိတယ်မလားတစ်ဖက်ကလူကနားလည်းမပေးမှသာဒီဝဲကို तू ကပြန်ပစ်လို့ရမှာနော်သိရမလားအဲ့လိုဖြစ်တာဒါယူနော်ပေါ်လာပြီနော်ကျွန်တော်ပြောနားလေဟုတ်ပေါ်လာပြီနော်မကျင်နိုင်တော့ရက်ဆက်တယ်လို့ အေးကြားတာငါဒီမှာရှင်းပြနေရ ကျွန်တော်လက်မထက်ဘူးလို့ရနောက်တော့မှတော့ကိုယ် မဟုတ်ဟိုဘက်ကရင်ပြောလိုင်းကြားတဲ့ဘက်ကရင်ပြောလိုင်းကြားတဲ့ဘက်ရင်ပြောခဏတည်းငါညှိပြီမပြော ကိုကြီးကျွန်တော်ပြောမှာကြေးရလို့ကျွန်တော်ချုံးမှာတကယ်ဝမ်းကြီးရအောင်ချုံးပေးမှာတကယ်ငါညီကကေးရရင်ရှုံးပေးမှာဟုတ် တက်ခြေစားကြည့် ကိုကြီးရမရဘူးကြာကြေးရပဲလား မဟုတ်ဘူးဟုတ်တယ်ညီလေးဘက်ကကြည့်ရင်အိုးမဟုတ်ဒီဘက်ညင်နေအောင်လို့မင်းတို့ငါမရှင်းပြတော့ဘက်ကနေအောင်မယ်တစ်ဖက်ဒီဘက်ချက်ညင်နေအောင်လို့အေးနော်ဟုတ်ပါကျွန်တော်ပြောတာကျွန်တော်ဖိုင်စစ်တော့ကျွန်တော်သိရဗျာကျွန်တော်ဘင်းနဲ့ရေဆုံးပြပြီးရကျွန်တော်ဘင်းကတော့ပြန်ပြီးအေးမင်းဘက်ကတော့မှန်တယ်မင်းဘက်ကမင်းလိုင်းကြလို့ထွက်တာမှန်တယ်ဒါပေမဲ့ငါတို့စီကန်းကတစ်ခုပဲရှိတယ်မင်းတို့လိုင်းကြလို့ရှိရင်10မိနစ်တွင်ထွက်လို့ရမယ်အေးတစ်ဖက်ကစီးရနဲ့လုံးလို့မင်းတို့ရှုံးပါမင်းတို့တကောင်ပဲရကြ2ကောင်ပဲရမင်းတို့ကန့်တာဟုတ်သိတယ်မလားကန့်တော့ဘယ်လိုမှမရနိုင်ဘူးတကောင်မှတင်းနေပြီးတော့ကဲနေကြတာဗျာ စီကပြပြဒီမစီက2မိနစ်မကျော်ဘူးစီကရှိ2မိနစ်မကျော်သေးဘူးလို့ပြောတယ်2မိနစ်မကြော်တယ်လိုက်ရွှင်းလို့ကော့ငါပေးရမှာလားကြော်တယ် ပြတယ်လို့ပြတယ်လို့ပြတယ်2မိနစ်လို့ပြောနေတာဒီဝဲရှုံးပေးမယ်2မိနစ်ကျော်ဆိုဝဲရှုံးပေးမယ်ဟုတ်ပြီလားဟုတ်တယ်10မိနစ်ကြော်ပဲပြောတာသူတို့ကဟောကနာလေးဟာလို့ပေါ့ ရှုံးတဝဲပေးမယ်လို့ရှုံးတဝဲပေးမယ်လို့ပြန်ကြည့်လို့ပြန်ကြည့်ကိုကန်ဟောမှန်းတာပြန်ကြည့်ကျွန်တော်ဘုံကိုရှုံးနေတယ်ရ မင်းတို့မှာ record ရှိတယ်မလားပေးလိုက်လေ 2မိနစ်ကျော်ပေးတယ်ရှုံးပေးတယ်2မိနစ်ကျော်ပြောတာအေးမဟုတ်ဘက်ကပြောနေပြီကွာ2မိနစ်ကြော်ရှုံးအေးဟုတ်မင်းတို့ record ပေးလိုက်လေကွာ record ပေးလိုက်လေအေး record ပေးလိုက်3မိနစ်ကိုလည်းချုံးပေးဝင်ကြတယ်တို့ရောပြရတယ်2မိနစ်ကျော်တော့ပြတော့ရောပြမယ်အေးတော့ record ပြပေးလားမင်း2မိနစ်ကျော်ရဆိုရင်တဝဲရှုံးပေးမယ်လို့အေးသွားခဲ့မကျွန်တော်မပြောတော့ကဲ2မိနစ်ကျော်မင်း2မိနစ်ကျော်ဆိုရင်ပြောပြ2မိနစ်ကျော်နေကိုကန်အေးကိုကန်ကြလားကြာဆိုရင်ပြောပြလို့2မိနစ်ကျော်ဆိုရင်ဟိုတော့နာယူလို့လည်းပြောတာဒီတော့သွားကြည့်လိုက်တော့သွားကြည့်ပို့ပြီးလိုက်ပြန်ပြီးတော့ရရဲတဲ့အဲ့ဒါဆိုနောက်တစ်ဝဲပြန်ထားအေး तू ကရတယ် Reno ကရတယ် Reno ကြေးဆိုင်တဲ့ကောင်တွေမရတာမင်းသဘောပေါက်လားဒီကမှတင်းလောက်လိုက်ခွေးနေအေးပြအောင်ဒီလိုရတယ်ဒီလိုကဂျေးလိုက်တာโอเคနော်2မိနစ်ကျော်ရင်နော်2မိနစ်ကျော်နေနော်2မိနစ်ကျော်နေနော်ကြားလားဟယ်လိုโอเคနော်2မိနစ်ကနော်โอเคငါလုံးမယ်ဒါဘုံနိုင်ပြီးပြီ အေးစမယ်နော်ဝဲစမယ်လားဒီလိုကပ်ပြီးတော့ရအေးစမယ် ဟိုအေးစစ်တယ်ဝေးနေလို့ပြလေးကဲရပြီကျွန်တော်ကပွဲကတ်ခ9%ပဲယူပါနော်ကျွန်တော်တို့9သိန်း10သိန်းနိုင်ကြီး10သိန်းဆိုကျွန်တော်9သိန်းခါပဲယူတယ်နိုင်ကြီး2သိန်းဆို3သိန်းခါပဲယူရနော်9%နိုင်ကြီး3သိန်းဆိုကျွန်တော်9000ပဲယူပါနော်ဟုတ်နိုင်ကြီး2သိန်းဆိုကျွန်တော်က1000ပေါ့နော်1000ဟို9000ပဲယူတာနော်နိုင်ကြီး2သိန်းဆိုကျွန်တော်တို့က9000ပဲရှိပါတယ်နိုင်ကြီး2သိန်းမှာနော်တကယ်လို့နိုင်ကြီး2သိန်းပြည့်ကျွန်တော်တို့ပွဲကတ်ခ9000နည်းနည်းလေးနော်တိုက်လို့နော်လိုက်ရှင်းရတာတော်တော်ပင်ပန်းတယ်ကဲကြေးများပြင်ဆင်မှုမရှိတဲ့ကောင်တွေပြစ်တဲ့ကောင်တွေဟုတ်တယ်ကြေးများနဲ့ပြင်ဆင်မှုမရှိဘူးဖြစ်နေတယ်သူတို့ကကဲဘော်လာလေးကျွန်တော်ထပ်ကြည့်လိုက်အောင်နော်ကဲကျွန်တော်တို့ live လေးအသေးလေးဟာလေးတွေကျွန်တော်တို့ page messenger လေးမှာ live ကျွန်တော်ရဲ့ live ဆွဲလေးနှိပ်ပေးကြပါအောင်နော်ဒါနော်ကဲကျွန်တော်တို့ဒါတက်လာခဲ့ပြီကဲညီလေးအစင်မပြေဟိုသူ live မကောင်းဘူးထင်နေနော်မင်းငါလက်ခွေ live မရိုက်မဖြစ်ပါနဲ့တာကွာမင်းဒါပဲ nice ကောင်းတယ်ဗျ
ကောင်းတယ်ဗျဒါယူပထမဆုံး 1k ပါကဲပထမဆုံး 1k ကိုတော့ကျွန်တော်တို့ဒီဘက်ချမ်းပဲလားကျွန်တော်တို့ဒါခဏတော့တပွဲရှုံးသွားတဲ့ကောင်လေးရပဲကျွန်တော်တို့ဒါ 1k တာပဲဖြစ်ပါတယ်ကဲဒီဘက်ချမ်းမှာတော့တက်လာခဲ့ပြီကျွန်တော်40ပဲဖြစ်ပါတယ်ခင်ဗျအားပေးနေပါတယ်နော်သူ့ဘက်ကကြည့်တော့အားတစ်ဖက်ရော့သွားတယ်ပေါ့နော်သူက level မတူပြစ်လိုက်ရတယ်အဲ့လိုဖြစ်သွားတာ level မတူဘဲနဲ့သူပြစ်လိုက်ရတယ်ဟိုးဟိုးအဲ့ဒါကြီးကတော့ကိုကသေသွားသိနေနော်ကောင်းလိုက်တာကွာတစ်ဖက်ကလည်းပြန်ပြစ်သွားတယ်အိမ်ရတယ်နော်ကဲကျွန်တော်တော်တော်လေးကိုကြီးလို့တော့ကောင်းလာပြီနော်ဒါရောနော်ကျွန်တော်တို့လက်ရှိနေတာမှာဆိုကျွန်တော်တို့ဒါအဲ့1မှာကဲတပတ်ကျန် Reno ရဲ့ဒါ 1k တစ်ဖက်ကျန် 40 ကလည်း 1k ဗျကျွန်တော် Reno တက်လာခဲ့ပြီကဲကျွန်တော် Reno ကတော့လုံးဝကန့်ပြစ်ပါမယ်သူကတဝဲနိုင်လာတဲ့ကောင်ဆိုတော့လေကဲလက်ရှိနေတာမှာဆိုရင်ကျွန်တော်တို့ဒါ11ပေါ့နော်ကျွန်တော်အားလုံးတွေ့နေတဲ့အတိုင်းပဲ11ပါငလာပါကိုကန်ရေးတယ်မင်္ဂလာပါခင်ဗျာ thank you နော်ညီလေးနော်ဟိုကိုယူပန်နေရောကိုယူပေးသွားတော့ဓာတ်ဆောင်နေပေးသွားတော့ချစ်စုပါကဲကျွန်တော်တို့လက်ရှိမှာတော့11မှာနိုင်ရေး80ပွဲပဲဖြစ်ပါတယ်ကဲကျွန်တော်တို့ဒီဘက်ချမ်းမှာဆိုရင်ကျွန်တော်ဒါ pick and fire လေးဒါအိမ်နောက်ကိုစူးစမ်းနေတယ်40ဒါနောက်ကိုတော့ပြန်လဲပြီးတော့ပတ်ထားတယ်ဗျကဲကျွန်တော်40အနေနဲ့ဒီပွဲကိုလုံးဝ queue side မှာပဲရတော့မယ်ဒီပွဲကိုလုံးဝရှုံးပေးလို့မရတဲ့အနေထားပဲရှုံးတိုင်းတန်းရှုံးမှာကိုကန်းကောက်ရောင်းထုတ်သွားရရှိသေးတယ်ငါညီနော်လူငယ်ကိုကြီးဘယ်လိုခေါ်ပေးနော်ကိုကြီးတေချာလေးရောင်းဟိုနေဖြစ်မှာဆိုလို့ငါညီလူငယ်နဲ့ဖြစ်မှာဆိုလို့ okay ဒီဘက်ကျမှ pick and fire ကွန်ပျူတာရဲ့ oh my god 1k ကောင်းတက်လာခဲ့ပြီလားဆိုတော့တက်လာခဲ့ပြီဥပိန်ပဲဆိုတော့ damage ကတော့900ကျန်တော့ပြန်ပေးထားရင်ဆိုပေမဲ့တစ်ဖက်ကတဲရွက်လာခဲ့ပြီဗျဆိုတော့ဘာမှမလုပ်လို့မရဘူး40ဒါပြန်ပြီးပေးလိုက်ရပြန်ပြီခင်ဗျာနော်40ဗျကဲကျွန်တော်တို့အားလုံးပဲ fighting လေးမှန်ပေးကြပါအောင်40ဘက်ကနေ fighting လေးမှန်ပေးကြပါအောင်နော်ဒီတပွဲနိုင်မှာနှစ်အောင်သေးသေးဖြစ်သွားလားကဲကျွန်တော် Reno ပါပဲတဲ့ကဲ Reno ဘက်ကညီလေးတွေ fighting မှန်တာပဲနော်ကဲ Reno လုံးဝတကောင်တာနဲ့ပဲကျွန်တော်9မိနစ်ဆိုတဲ့ပမာဏလေးတော့ရောက်ရှိလာခဲ့ပြီကောင်းလိုက်တော့ကွာ Reno ကတော်တော်ကောင်းတာပဲကဲ Reno တော့ပြီးတော့ 5 အမှကျွန်တော်40ရတက်လာတာပြန်ပတ်သွားတယ်ရောင်ကြီးရှောင်းပြီးပြန်ပတ်သွားတာ okay nice ပါပြီနော်40ကကြီးကိုရှောင်းပြီးပြန်ပတ်သွားတာဗျကဲကြီးကိုရှောင်းပြီးတော့ပြန်ပတ်သွားတာနော်ကဲကျွန်တော်ပွဲသားကြီး6မိနစ်ကျန်သေးတယ်ဘိုးတွေ Hamas ထိတာတွေမလဲသေးဘူးနော် Hamas ကတော့တော်လေးကိုင်းထားတယ်ဗျသူ့ဘက်က Hamas ကိုလဲဖို့တော့ဒါလဲသိနေပြီထင်တယ်ဆိုတော့ကျွန်တော်40ဒါဘာကြီးလုံးချင်နေမှန်းတော့ကျွန်တော်တို့ကောင်းကောင်းတော့မသိသေးဘူးပေါ့နော်ဆိုတော့လက်ရှိအနေထားရဆိုရင်တော့40အနေနဲ့ကတော့အချိန်နေမကောင်းဘူးတပွဲလဲရှုံးထားသလိုတပွဲရလဲကျွန်တော်တို့ဒါ2-1ဖြစ်နေတာဗျနော်ကဲနိုင်ကြီး80ပွဲရရင်ခုန်စရာကောင်းလာပြီဗျနော်ကျွန်တော် share လေးတွေနဲ့ကျွန်တော်ရဲ့ဒါ viewer 400နီးပါးရှိတယ် Facebook page မှာဆိုရင်ကျွန်တော်အသေးလေးလက်မလေးတွေကျွန်တော်ဟလေးတွေနှိပ်ဖို့မမေ့ပါနဲ့ပေါ်တာလေးကျေးဇူးပါကဲကျွန်တော်တို့ကဲကျွန်တော်4တက်လာခဲ့ပြီတစ်ဖက်ကကျွန်တော် granite ထုနေရတော့မသိဗျဆိုတော့ okay ကျွန်တော် damage ကတော့ share ပေးတာဆို40ဒါပြန်လဲပြီး case ယူထားကြီးနေပဲ 2% 2ဆိုတဲ့နေသားလေးမှာ gain နဲ့ပဲ2ပဲဖြစ်ပါတယ်ဗျကဲမလာပါကျွန်တော်လုံးဝဒါရင်ခုန်စရာကောင်းလာတဲ့အချိန်လေးတစ်ခုတော့ရောက်ရှိလာခဲ့ပြီ brother တို့ရေကျွန်တော်တို့ဒါနှစ်ဖက်လုံးကတော့ဒါအားလုံးကတော့ဒါကျွန်တော်တို့ဒီနိုင်ကြီး80ဆိုတဲ့ပမာဏကြီးကိုပေါ့နော်ကျွန်တော်တို့ကိုကန်နဲ့ page CV လာခဲ့မယ် okay ငါညီနော် okay နော်ဆိုတော့တကယ်ကိုဒါကျွန်တော်တို့ရင်ခုန်နေကြပြီပေါ့နော်ကျွန်တော်တို့ဒါဒီပွဲကိုဘယ်သူနိုင်မလဲဆိုတာလေးပဲเนาะကျွန်တော်တို့ဒါတစ်ဖက်ကဒါ40ဘက်ကဒါကြည့်ပြအားဖြစ်တယ်လို့ကျွန်တော်တစ်ဖက်ကဒါ Reno ဘက်ကလည်းတက်သွားကြည့်ပေးမယ်ဗျကဲကျွန်တော်တို့ဒါ Reno လောကအငိမ့်လေးပဲဒါစိတ်ကိုတင်းငိမ်ထားရတယ်ဒီဘက်တက်ကိုတော့ဒါသူအနိုင်ပြန်တီးပါဗျအကောက်ရောင်းမှုရှိတာကျွန်တော်ကပတ်ကြည့်မိုဘိုင်းကောက်ရောင်းဝင်မလို့ပါဘူးเนาะကျွန်တော်ကိုရှိုင်းတူတာပဲလောက်ပါတယ်เนาะဒါတော့ကို
ဒါပေမဲ့ကျွန်တော်ရဲ့ကိုယ်ပိုင်ကောက်လေးပြကျွန်တော်ရောင်းပါပါเนาะကျွန်တော်ဒီဘက်မှာလှုပ်ရှားလေးရှိတာပေးစရာလေးရှိတာပေါ့เนาะဒီကျွန်တော်တို့ giveaway လေးတွေရှိပါတယ်အဲကြောင့်ကျွန်တော်ကိုယ်ပိုင်ကောက်တစ်ကောက်ပဲကျွန်တော်ရောင်းပါပါကျွန်တော်ကောက်တော့ကျွန်တော်မရောင်းပါဘူးဆိုတော့ဒါ2ပဲဖြစ်သွားခဲ့ပြီဆိုရင်ဒီနားမှာပဲကျွန်တော်40တော့အငိမ့်လေးပဲကျွန်တော်ပုံလေးနောက်မှာတော့ကာဗာလေးကိုယူထားရင်းနေပဲကျွန်တော် Reno နည်းနည်းလေးကိုလိုက်ပြီးတော့ကျွန်တော်ကာဗာလေးနောက်ကိုတော့ဒါပြန်တော့ခွာထုတ်ပေးနေတယ်ဗျရှင်ခုံစရာကောင်းတယ်ကွာမင်းတော့နိုင်ကြီး90ဒီပွဲပဲရောက်ရင်ထစ်တယ်နော်ဟုတ်လားညီလေးထစ်လားဆိုတော့ကျွန်တော်တို့ဒါကျွန်တော်40ဒီဘက်ချမ်းကလည်းကျွန်တော်ပြန်လဲပြီးအလေးတော့ပြန်တုတ်ထားရဆိုနေပါပဲကျွန်တော်ဒါခါလေးစောင်းပြီးတော့ပြန်အိမ်ထားတယ်ဗျဆိုတော့ကျွန်တော်40ကျွန်တော်ဒါ Reno နှစ်ယောက်လုံးကတော့ဒါဒီအပွဲကိုတော့လုံးဝဒါပြည်သူတွေကိုစော့နေရလေးကိုတွေ့နေရတယ်ဒါတိတ်ကန့်တာနေတော့မရှိဘူးနှစ်ယောက်လုံးခွာလေးစော့ပေးနေတယ်လို့ကျွန်တော်တို့ဒါ movement လေးတွေဒါမြန်ဆန်တာလေးတွေ့နေရတယ်နေရာပြောင်းလဲမှုလေးရလဲတကယ်ကိုကျွန်တော်တို့ဒါကောင်းမှုလေးပဲဆိုရဲနေထားပါပဲကျွန်တော် Reno အမှားလေးတစ်ခုမှာပဲကျွန်တော်40ပြန်လဲပြီးကေးကောက်ထားရင်းနေပဲကျွန်တော်3%1မှာကဲကျွန်တော်ဒါ40ဘက်ကတော့ဒါကေးပြီးတော့ပြန်ပြီးကောက်ထားဆို Reno တအိတ်တက်လာခဲ့ပြီဒီဘက်ကျတော့ pick and fire အိမ်နဲ့ထိတယ်ဒါပေမဲ့မနှောက်ဘူး Oh my god ဟိရောက်ကြီး Nash နိုင်လိုက်ကျွန်တော်တိတ်អော်လို့မရအောင်တားကြီးเนาะអော်ကျင်လိုက်တာပေါ့เนาะကျွန်တော်ဒီဘက်မှာ Oh Nash နိုင်လိုက်ဆိုတော့အမှ4% 2ဆိုတဲ့အနေထားပါပဲ damage ကတော်ကြီးကိုကိုင်းတော့သွားပြီဟာကျွန်တော်40လုံးဝအငိမ့်လေးပြန်စောင့်နေတော့တစ်ဖက်ကတက်လာပြီကျွန်တော် green 2ကိုလုံးနေခဲ့ပြီကျွန်တော်40ပြန်ပြီးဘတ်သားတွေရသေးတယ်ဗျဆိုတော့ပြန်ပြီးအိုးရုံရဲ Reno အကောင်းဆုံးပဲကျွန်တော်တို့တစ်ဖက်ရဲ့အမားလေးတစ်ခုကိုတော့အကောင်းဆုံးပဲ Reno ကျွန်တော်လိုက်ဖြတ်ချပေးတာတွေ့နေရတယ် Reno damage ကတော့ဒါ10ရာခိုင်နှုန်းလောက်ပဲထိရဆိုကိစ္စတော့မရှိဘူးကဲဒီဘက်မှာတက်လာခဲ့ပြီကျွန်တော်40ကိုအိမ်တာမရဘူးရောင်ကြီးကျွန်တော် face to face မှာတကယ်ကောင်းတဲ့40ဗျဆိုတော့ဒါ Reno ဘက်ကတော့လက်ရှိနေတာမှာကျွန်တော်လေးတိုင်ပတ်နေခဲ့ပြီဗျဒါကျွန်တော်နောက်ဆုံး2မိနစ်မှာ 2k ဒါပြန်လဲပြီး Campbell က Reno ဒါဖြစ်နိုင်လားဆိုတာတော့ကြည့်ရမယ်เนาะဒါရနော်ဆိုတော့ပုံမှာရောက်ရှိနေခဲ့ပြီး40အိမ်ရတယ်ကျွန်တော်တော်လေးကိုင်းထော်သွားလို့တစ်ဖက်က Reno ရဲ့အိမ်ရတယ်40ဒါကျွန်တော်တို့ဒါကြောက်ဝမ်းနေလို့ရှိရင်40မျက်မှောက်လေးတက်သွားတာဟိအောင်ရေးတားကြီးကဲနောက်ဆုံးမိနစ်လာလေကျွန်တော်နိုင်ရ80ပွဲကြီးရဆိုရင်တော့တိုက်လို့ရေဒါကျွန်တော်တို့ဒါပွဲလေးရဆိုနောက်ဆုံးမိနစ်ကျွန်တော်တို့ရောက်လာလေကျွန်တော်နှစ်ယောက်လုံးရဲ့ဒါလို့ပြောမယ်ရင်ခုန်တန်းနေရနော်ဒါရနော်ကျွန်တော်တို့လက်ရှိနေတာဘလောက်တော့သူရင်ခုန်လိုက်ရလေနော်နိုင်ရ80တောင်တိုက်ရနော်ကိုကန်းရဲ့ကောက်ရောင်းမထွက်သေးလားရောင်းမထွက်သေးဘူးနော်ညီလေးနော်ဟိုလူယူမလိုက်ဒီလူယူမလိုက်နဲ့ဘေးကောင်မှမယူဖြစ်နေတိုင်းနော်အဲ့လိုဖြစ်နေမနေ့ကကိုကြီးကောက်တော်တော်လေးဒါပြည့်စုံတယ်တန်နေလို့ပြောလို့ရအဲ့ဈေးနေရလေဆော့ပျော်တယ်ကွာအိုး40မရတော့ဘူး40မရတော့ဘူးအဲ့ဒါရရောက်ရေးအဲ့ဒါရတော့ Reno တကယ်ကောင်းသွားတာရောက်ရေးထိုင်ထားအင်္ဂလိပ်နဲ့ပဲနော်ပတ်တောင်းတစ်ထောင်ကညီရေးနော်စောင်းရင်တန်ဆိုတော့40အဲ့တခုကတကယ်ကျွန်တော်တို့အမှားလေးတော့ကျွန်တော်တို့ဒါလုံးမိတာလေးတော့တွေ့နေရတယ်အမှန်တမ်းပြောရင်ကျွန်တော်တစ်ဖက်ကဒါ Reno တက်လာတဲ့ဒါအနေထားကြီးကအိုးပိုင်းဖြစ်နေအောင်40နည်းနည်းထောက်ပေးလိုက်ရမှာဗျာနော်ဟိုအဲ့လိုမြန်မာလူကြီးပြေးတာကွာဟိအောင်ကြီးမင်းတားရီအိမ်ထဲမှာမြန်မာလူကြီးဟိအောင်ဆိုတော့ဒီပွဲအတွက်ကိုတော့နှစ်ယောက်လုံးကတော့ဒါကျွန်တော်5/5နဲ့ပဲလက်ရှိနေတာမှာထိန်းထားတော့တကောင်နဲ့ကတ်နိုင်ဝိုင်းတော့မင်းပွဲကလှပြီရောင်ကြီးဟာကိုကကျွန်တော်ပုတ်တင်လာတယ်ကျွန်တော်ကောက်อ่ะကျွန်တော်ပြပေးမယ်အိုးမင်းကွာနော်ဒီဘက်တော့မနော်နိုင်ပြီနော်1-1ဖြစ်သွားပြီနော်ကောင်းတယ်ကွာနှစ်ယောက်လုံး nice ထိန်းတက်တာလေးမိုက်ပိုင်နော်နှစ်ယောက်လုံးမိုက်တယ်ထိန်းစော်ရတာလေတကယ်မိုက်တယ်ဟိုဟေးအဲ့ဒါ9စက္ကန့်ယူသွားအိမ်လား what the hell တိုင်းအိုးကောင်းလေရောက်ရေဟို9စက္ကန့်ယူရောက်မကြောက်မရောတားရရှုံးဝိုင်းနိုင်ကြီး90ကြီးပေးရမှာတားကြီးကို oh my god ကောင်းတယ်ကွာနော်ဒီလိုတွေငါပြန်ကြည့်ချင်တာကြာပြီရောင်ကြီးဒီလိုပွဲကြီးရောင်ကြီးလက်ရဲဆက်ရဲလေးတွေတားကြီးလက်ရဲဆက်ရဲလေးတွေရောင်ကြီး oh my god
အော်မေးနိုင်တိုင်းတို့ကြီးလေးမှန်ပြီပေါ့တိုင်းတို့နိုင်ကြီး90တောင်တော့တိုင်းတို့ကဲကျွန်တော်တို့ဟာဖိုးတီလာဖိုးနေလာတယ်မသိဘူးကျွန်တော်မကြည့်ရသေးဘူးဖိုးတေလေး TAY လေးတိုင်းညိုနေမဟုတ်ကဲကျွန်တော်တို့နောက်တပွဲကြံမယ်ဒါ2ယောက်လုံးကမျှသွားပြီเนาะလက်ရှိသူတပွဲကိုတပွဲနိုင်သွားပြီเนาะကဲတပွဲပဲခါမော်ဒါယူမင်းတို့ match. Let's go. ဂိမ်းနံပါတ်3เนาะရေဘူးလေးကင်လာတယ်လိုက်ကဲကျွန်တော်ဂိမ်းနံပါတ်3ပွဲပဲဖြစ်ပါတယ်တကယ်ချင်းတို့ရေကျွန်တော်ဒီပွဲတော့2ယောက်လုံးဘယ်သူနိုင်ပါเนาะဒီပွဲ2ယောက်လုံးဘယ်သူနိုင်ပါခင်ဗျအနိုင်ပါပဲကဲဒီပွဲမှာ Reno ဘက်ကပုံစံလေးချိန်လာတယ်ဒါကျွန်တော်တို့ဒါ level 3ဘာလို့ကျွန်တော်တို့ဒါ scope 3လေးနဲ့ပေါ့เนาะကျွန်တော်တို့ဒါလှက်အိမ်နေရာလေးတွေ့နေရတယ်ဗျနော်ကဲကိုမင်းကိုရင်နော်မဆဲပါနဲ့ကိုကြီးနော်ကိုကြီးစီစဉ်တော့နားလဲပါလေဒီဘက်မှာအဲ့လိုလေးဘန်းခံနေပါဆိုနော်စီမီလာတကယ်ပြောတာဟုတ်ကဲ့ပါကိုကြီးဘာဖြစ်ဖြစ်ပါကျွန်တော်ပေးသည်ဖြစ်စေမပေးသည်ဖြစ်စေအကူပေးမယ်ဆိုတဲ့စကားလေးပဲကျွန်တော်ကကျင်းနေပါတယ်နော်ဟိုစီစဉ်နာထားပေးတာအိုးဝါတဲ့ဟဲ့တာကြီးကောင်းလိုက်တော့ကွာကောင်းနေရောတက်လို့ရပြီနော်ရင်းတို့ရောပြရဖိုးတေးမကြောက်မလဲဖိုးတေးမကြောက်မလဲရင်တော့အဲ့ဒါ nice တိုင်းနော်နှစ်ယောက်လုံးဝမ်းဒီဝဲ highlight တင်ရမှာတိုင်းနော်ဖိုးတေးခဏပြန်ပတ်တင်နေတိုင်းနော်ကဲကဲနှစ်ယောက်လုံး1-1ဖြစ်သွားပြီနော်ကြော်စွာကြီး thank you ပါသားကြီးနော်ပြီးကြော်စွာဂိမ်းနဲ့ဝင်လာရင်နော်ကဲကျွန်တော်လက်ရှိမှာ1-1 9 မိနစ်ပါကဲလုံးဝကျွန်တော်တို့နှစ်ယောက်လုံးကစကုတ်စောင်းရင်းငိန်နေဖုန်းနဲ့ဆိုင်လာတယ်ဖုန်းနဲ့လည်းဆိုင်နေဗျဖုန်းကောင်းမှစကုတ်ငိန်ပါပါကဲနှစ်ယောက်လုံးကတော့လုံးဝနောက်ဆုံးကျွန်တော်တို့ဒါဘယ်လိုပြောမလဲနိုင်ကြီး90မမဲ့နှစ်ယောက်တည်းတစ်ယောက်ပဲဖြစ်ပါတယ်နော်နိုင်ကြီး90လို့မမှာပါပတ်စံအုပ်လိုက်မကြီးဒါခဏကြီးလိုက်ဆွနားမှာနော်ကျွန်တော်ဒီကောင်နားမှာလားကျွန်တော်တော့မနားလေးဘူးနော်ကဲဟိုကောင်းတဲ့စကုတ်အဲ့မှာလိုက်စမ်းလိုက်လို့ရတယ်မရတော့နော်ကောင်းတယ်နော်ရီနိုပတ်သွားမိုက်တယ်ရီနိုအမှန်ကန်ဆုံးပဲဗျနေလေးနဲ့တေးအမှန်ကန်ဆုံးပဲနော်စေဘူးပေးမလားခုကြည့်နေစေဘူးပေးမရမယ်နော်ကျွန်တော်ဒီကောင်တွေကကျွန်တော်တို့နှုတ်ပြီးတော့ကဲကျွန်တော်တို့လက်ရှိနေသားမှာဆိုရင်တော့ကျွန်တော်တို့ဒါပွဲသားတစ်ချိန်လေးရတော့ဒါကျွန်တော်တို့ဒီပေါ့နော်ဒါ4မိနစ်တော့ကုံဆုံးသွားခဲ့ပြီဒါကျွန်တော်တိတ်တော့မကြံတော့ဘူးနော် brother နော်ကျွန်တော်4မိနစ်ကုံဆုံးသွားခဲ့ပြီဆိုတော့နောက်ဆုံးဒါအရှုံးနိုင်လေးရတော့တွေ့ရတော့မယ်ဟဲ့ပြောရင်မြန်မာလုံးမတက်သွားနဲ့လေတိုက်ဟုတ်ဟာကျိုးချီထားလဲရပါတယ်ဆိုတော့ကျွန်တော်တို့လုံးဝရင်ခုံစရာကျွန်တော်နှစ်ယောက်လုံးကတော့ဒါတယောက်နဲ့ပေါ့နော် damage လေးပြီးဖို့စူးစမ်းနေခဲ့ပြီဆိုတော့โอเคဆိုတော့ damage လေးကတော့ဒါကျွန်တော်တို့ဒါ 50% ထိသွားခဲ့ပြီကျွန်တော် Reno လိုက်နေခဲ့ပြီကျွန်တော်4 day နောက်တော့ပြန်လဲပြီးတော့ပတ်သွားခဲ့ပြီဗျကဲကျွန်တော်4 day ဒါလုံးဝအငိမ့်လေးပဲတ
တိတယ်ဗျရီနိုကလည်းကျွန်တော်အဲ့ဒါကောင်းကောင်းကိုတိတယ်ဗျနော်အပေါ်မှာထိုင်ဆောင်နေတာအေးအဲ့ဒါလေးတွေမတက်နဲ့လေအဲ့လိုကြီးဟို what the Reno ချောအလစ်အတော့ခံလိုက်ရတကယ်ကိုလက်ရဲဆက်ရဲလေးပါကွာဖိုးတေဆိုတဲ့ညီလေးရဟေးအောင်ရေးတကယ်ကိုမင်းလက်ရဲဆက်ရဲလေးကောင်းပါရဲ့မကောင်းတာသူမှာတကယ်လက်ရဲဆက်ရဲလေးဟေးအောင်ရေးဖိုးတေလေးရဟေးအောင်ရေးတကယ်လက်ရဲဆက်ရဲလေးပါကွာโอเคတော့ပြန်လဲပြီးတော့ဘတ်သွားခဲ့ပြီကျွန်တော်နောက်ကိုတကောလက်ရဲဆက်ရဲလေးဟေးအောင်ရေးမင်းတော်တော်တော့မပြေးဘူးဟေးအောင်ရေးငြိမ်ပြီးတော့ပြစ်တာမကြီးအငြိမ်စက်ကိုတော်တော်ငြိမ်နေကြည့်ဟောသွားပြီဒီကတော့သွားပြီတာကြီးနော်ဘတ်သွားပြီဒါပဲလေအမှန်ကန်ဆုံးပဲတာကြီးဘတ်အဲ့ဒါရလို့မလုံးသိနေဘူးလေတာကြီးဩโอเคကောင်းတယ်ရီနိုကောင်းတယ်ဗျာနော်ရီနိုကလည်းအဲ့ချိန်မှာတောက်ချောက်တက်ရတာနော်โอเคကျွန်တော်ရီနိုကလည်းလုံးဝဒီဝတ်တက်ကိုတော့ကျွန်တော်လုံးဝအငြိမ်ဆုံးကျွန်တော်လုံးဝရှေ့ပေါ့နော်လုံးဝဆောင်းရငြိမ်နေဗျရီနိုကအော်ဖိုးတရားလည်းငြိမ်နေဟဲ့ဖိုးတရားမင်းဖုန်းသားမင်းလိုင်းကောင်းပြီးတော့မင်းနော်ဒီကောင်တော်တော်နာမည်ဒီကောင်တော်တော်ငြိမ်နေဘယ်လိုရပဲဆိုကျွန်တော်လက်ရှိနေတာမှာဆိုတော့ကျွန်တော်တို့က2%ဖြစ်သွားခဲ့ပြီကဲ viewer 400ပြည့်တော့ဖြည့်လိုက်တော့ဗျာနော် viewer 400ပြည့်တော့ share လိုက်တော့တာရောနော် viewer 400လေးပြည့်အောင်ဟုတ်လားကျွန်တော်နိုင်ကြီး80ပါဒါနောက်ဆုံးပွဲပါကဲ Reno ကဲ Reno လုံးဝငြိမ်သွားပြီ Reno လုံးဝကျွန်တော်ခေါင်းသုံးတော့နော် Reno ခေါင်းသုံးမရတော့မယ်ကဲကျွန်တော်လက်ရှိနေတာမှာဆိုကျွန်တော်2ဒါကျွန်တော်ပွဲသားကြီး4မိနစ်ဆိုရပမာဏလေးပဲကျွန်တော်လည်းတာရနော်ကဲကျွန်တော် Reno ခေါင်းလေးစောင်းပြီးကျွန်တော်ချောင်းနေတယ်ကျွန်တော်ဒီဘက်ချမ်းမှာကျွန်တော်4 day တိတယ်ဗျ4 day ရတယ်အဲ့ဒါကောင်းကောင်းသိတယ်နော်4 day လုံးဝကောင်းကောင်းသိရတာရနော်4 day ရတယ်အဲ့ဘက်တည်းကောင်းကောင်းသိရတာရလို့ခဏကျွန်တော်ဒီတိုင်းပြတာနည်းနည်းခုနည်းဖြစ်နေနော်ကျွန်တော်ကာလာဖူးလေးပြလိုက်ပိုကြည့်အောင်နော်နော်လိုက်ရှင်လေးပူကြည့်အောင်โอเคဆိုတော့လက်ရှိနေတာမှာဆိုတော့ကျွန်တော်တို့ဒါနှစ်ယောက်လုံးက2%ပါတရေဆိုနောက်ဝဲပြန်စားမှာပါဆိုတော့ကျွန်တော်တို့3မိနစ်ပဲကျွန်တော်ရဲတိုင်း3မိနစ်ပဲကျွန်တော်ရဲတိုင်းလို့နော်3မိနစ်ပဲကျွန်တော်ရဲနိုင်ကြီး90မားမယ်ကောင်နော် thank you ပါကိုရနှီးစီပန်းလေးလက်ဆောင်ပေးအတွက်နော်Okay. ဒါတို့ come on ကျွန်တော်တို့ဒါ2ရောင်ရေးနှစ်ယောက်လုံးကတမ်းမဲ့ကိုမပေးဘူးရောက်ရေးနှစ်ယောက်လုံးကလုံးဝတယောက်နဲ့အမှားဆောင်နေတာဒါအမှားအောင်ဆောင်နေတာအေးတက်လာတော့ရုပ်ရီလူကြီးအိုးပြမလူကြီးဆိုသွားပြီရောက်ရေးကဲကျွန်တော် face to face တော့ဆိုင်မှာပဲဗျနှစ်ယောက်လုံးကကျွန်တော်တို့ဒါဖိုးတွေနည်းနည်းလေးဒါပြန်လဲပြီးတော့ဒါသူဖိုးတွေတိတ်တော့မလုပ်ဘူးအေးကောင်းသွားပြီဆိုအမ runတက်ဘူးရောင်ရေးဖိုးတွေသွားဖိုးတွေအဲ့လောက်တော့မရှုံးမှုပဲရှိတော့ဒါဖိုးတွေမတက်ရဲတော့ဒါကြီးဖိုးတွေမတက်ရဲတော့ဖိုးတွေမှန်တိုင်းတော့ခဏသူပေးရ damage ကတော်တော်ထိသွားတာတစ်ဖက်ကလေโอเคကဲနေမင်းစင်ပြေးလာကျမ်းမာရေးပုံအေးကိုကျွန်တော်တို့မတိတ်တော့နေမကောင်းဖြစ်တိတ်တော့နေမကောင်းကိုကြီးကျွန်တော်တန်ကျေွားလားမသိဘူးဗျပြီးတော့တိုက်ဒီဝက်ပိတ်လာခဲ့တာ ਈ နော်အော်ကွာ2မိနစ်နဲ့ကွာဘေးကောင်နိုင်မလဲမသိဘူးရောက်ရေးနိုင်ကဲကျွန်တော်နိုင်ကြီး90ပွဲရဲ့ကျွန်တော်တို့ဒါနောက်ဆုံးဒါကျွန်တော်ပြဿနာကြီးလုံးဝဒီပွဲကွာရှုံးတဲ့ကောင်မင်းလုံးဝတိတ်ခါပိုင်းရောနော်လေတိုက်မှာနော်မင်းလေတိုက်အောင်မှာမင်းပြီးတော့နိုင်ကြီး90မှာမအောင်မှာတာ ਈ နော်ကဲဟုတ်ပြီကျွန်တော်တို့လက်ရှိနေကြမှာဆိုတော့နှစ်ယောက်လုံးကဂိမ်းဆော့မယ်ပြောတာအရိုးဝေးပါတီးอ่ะကျွန်တော်နှစ်ယောက်လုံးကတော့လုံးဝဒါဒီဘက်ကျွန်တော်တေးယူမထင်နဲ့နော်ကဲတကယ်ချင်းတို့ရေတချို့ຢာလေးတင်းကြီးခင်ပြီပါနော်ကျွန်တော်ကြီးအရင်များလို့ပါနော်ဘယ်လိုလဲနော်ကျွန်တော်တသိန်း2သိန်းကြီးလည်းမဟုတ်10ကြီး20ကြီးလည်းမဟုတ်နော်သူက100နီးပါကတ်နေပြီနော်ကဲလုံးဝကျွန်တော်တို့ဒါ1 minute ဆိုတဲ့အချိန်ပဲရှိတော့တယ်ဗျပြောဖိုးတွေလုံးနေပုံစံကြီးကွာမင်းအသေးရတယ်နောက်ဆုံးမနစ်နော်မင်းအဲ့လိုကြီးမလုံးသိဘူးနော်မလုံးသိတဲ့ဟာကြီးနော်မင်းနောက်ဆုံးမနစ်မှာမင်းရှော့တော့မှာပဲဟေးဆိုโอเคကျွန်တော်ပြန်လဲပြီးတော့ဘတ်သွားပြီဗျအေး तू လုံးနေပုံစံကြီးဟုတ်ပါမလားရောမင်း
သူချောင်းနေတာဒါကြီးသိမြင်မလားသူဘေးကနေသူဘလို့ပြစ်ကောက်မလဲသူချောင်းနေတာဒါကြီးချောင်းနေတာဒါကြီးချောင်းနေရမင်းတကယ်ထွက်တဲ့ကောင်ကတော့မင်းအရှုံးမင်းအဲ့ချိန်မှာသိတယ်စိတ်မထိန်နိုင်တဲ့ကောင်ကထားအိုက်တန်းပြတ်ပဲဒါကြီးကဲကျွန်တော်တို့လုံးဝဒါ2-2နဲ့ပဲဒါ gain number 3 ထိကိုပြီးသွားပါပြီခင်ဗျာနော်360ကျွန်တော်လာပြီးတယ်ကောက်ဝယ်ပုံအေးနော်ဝယ်ပလိုက်တိုင်းဟေးရောက်ရေးခဏလိုပဲလားတိုင်းရောက်ရေးတော်သေးတယ်ကွာခဏလိုပဲလားလို့ဟမ်ခဏလိုပဲလားလို့တိုင်းနော်ခဏလိုငါတို့ second 5 second နဲ့ငါတို့ပြီးသွားရတော့ဘာလို့နော်ဟိုးမင်းတို့ပွဲပြီးနေပြီးတော့ဟေ့ရောက်ရင်ငါလက်ခွေးမင်းတို့သာငါရင်ခုန်မင်းနေရတော့ပေါ့တိုင်းမင်းတို့သားကရေခုံပေးအခုကတယောက်ကတပွဲနိုင်တယ်တယောက်ကလည်းတပွဲနိုင်တယ်တယောက်ကတပွဲနှစ်ယောက်လုံးကသေရပေါ့နော်โอเคကျွန်တော်နောက်ဆုံးဒါတပွဲပဲကျန်တယ်ဗျရှုံးနိုင်တပွဲပဲနော်ဆိုတော့โอเคကျွန်တော်နောက်ဆုံးပွဲဗျဒီကောင်တော့ကောင်ရဲ့နောက်ဆုံးပွဲပါနော် KTV ဆိုကုန်ခံတော့ဟိုဒါအဲ့လိုမျိုးတော့ကုန်မလေးတွေဟုတ်တာဒါတန်သေးဒါတန်သေးဒါတန်သေးအခုကမတန်ဘူးဒါနော်ဟိုကမတန်ဒီကောင်တွေချနေကြနော်အေးအဲ့ဒါပဲဆိုတော့ okay ကျွန်တော် game number 2ပါကဲစပြီနော်ဒါဒီနောက်ဆုံးတစ်ပွဲပဲနော်ကိုကအိုင်ဘက်ဘေးရောက်နေကျွန်တော်ရိုက်ခွဲလိုက်လို့အိုင်ဘက်ကဟိုမှာပြစ်ထုတ်ပလိုက်ဟေးရောကျွန်တော်အိုင်ဘက်ကိုလူများကောက်ပြီးပြန်ပြင်မလားပြန်တော့မပြင်တော့ပါဘူးနော်ကျွန်တော်အိုင်ဘက်မှာကျွန်တော်မှာ game ကောက်တွေဟိုနေနေရောဆို okay ကဲကျွန်တော်40ကဲကျွန်တော်ဘေးကောင် 1k စားရမှာမြေနော်စိတ်မဆိုးကြီးပြစ်ချင်တယ်ဟုတ်ကဲ့ပါ brother ရဲ့ SC2 ကြည့်ချင်တာလည်းပြမှာတင်ထားလာတယ်အော်ကျွန်တော်ဒီမှာပြပေးမယ်လိုက်ရှင်းမပြပေးမယ်ခဏတစ်ခါကဲကျွန်တော်ဒါ gate 4ရဲ့ဒါကျွန်တော်90ရဲ့ကျွန်တော်နောက်ဆုံးပွဲပဲဖြစ်ပါတယ်ကဲကျွန်တော်နောက်ဆုံးပွဲပါကဲကျွန်တော်တို့ဒါလက်ရှိမှာ Reno နော်လုံးဝ Reno ဘက်ကိုတစ်ချက်သက်ကြည့်ရနော်ကဲကျွန်တော် Reno ကလုံးဝအငြိမ်လေးပဲနှစ်ယောက်လုံးအမားမခံတော့ဘူးနော်နှစ်ယောက်လုံးအမားမခံတော့တာကြီးနော်အမားခံလို့လည်းရတဲ့ကိစ္စမဟုတ်တာကြီးနော်ကျွန်တော်နှစ်မျိုးတယ်ဗျာအခုကျွန်တော် iPad တစ်ခုပြန်ဝယ်ဖို့ကကျွန်တော်ဒါနှစ်မျိုးကျွန်တော် iPad က N2 ဗျာကျွန်တော်ဝယ်ထားတာဘတ်3000နီးပါးကျွန်တော်ပြန်ဝယ်တယ်ဘတ်3200လောက်ရှိတယ်2000ကျော်ပေါ့အဲ3000နီးပါးပေါ့ကွာမြန်မာငွေနဲ့တွက်မယ်ဆိုရင်မြန်မာငွေနဲ့ဝယ်ထားဆိုတော့အခုညရိုက်ခွဲပလိုက်ကုန်ရောလေအခုကျွန်တော်ဖုန်းနဲ့လုပ်နေရဆိုတော့ okay ကျွန်တော်လက်ရှိနေတာမှာ10မိနစ်ပါကျွန်တော်ပြီးရင် fire ပေးရတယ်ဗျကျွန်တော် Reno လုံးဝအငြိမ်လေးပဲဆိုတော့ဒီဘက်ချမ်းရမယ်ကျွန်တော်တို့ဒါလက်ရှိနေတာရဆိုရင်တော့ကျွန်တော်တို့ဒီပွဲကတော်တော်နဲ့ပြတ်မှာတော့မဟုတ်ဘူးလက်ရှိနေမှာ Reno လုံးဝအငြိမ်ကိုထိုင်ဆောက်နေရ Reno ဂန်းတန်ပေးတယ်ညီလေးဂန်းတန်ပေးအောင်လေအေးဂန်းတန်လေးပါပေးအောင်ဟာမင်းကဂန်းတန်ပေးအောင်အေးဆို okay ကျွန်တော်ဒါ pick and fire ပေးရတယ်ဗျဒီဘက်ချမ်းကျွန်တော်တို့ဒါ40ပါလို့ပါလေကဲ40လုံးဝအငြိမ်လေးပဲတစ်နှစ်အောင်လုံးဝထိန်းဆုံးအဓိကဟိုနေမဲ့ဗျဟာအဓိကဘယ်လိုဆိုနှစ်ယောက်လုံးအမှားပေါ့နော်အမှားကိုစောင့်နေကြတာโอเคပါအဲ့ဒါငါကိုပြောနေနော် 1year for လို့ကျွန်တော်အသေးပေးလိုက်မယ်ရောနော်ကျွန်တော်ကန်တို page ကနေအခုကျွန်တော်အတိမပြုတ်နေအသေးပေးလိုက်ရောโอเคကျွန်တော်ဒီဘက်ချမ်းမှာတက်လာခဲ့ပြီကျွန်တော် Reno ပြန်ဘက်သွားပြန်ပြီဗျဆိုတော့အရန်မလုပ်သေးဘူးဒါအရန်မလုပ်သေးဘူးနော်ဒီကောင်အရန်မလုပ်သေးဘူး40နဲ့ Reno လုံးဝအရန်မလုပ်သေးဘူးโอเคအိုးယောရေးတေးပြီဟေးအဲ့ဒါပြစ်သူ့ဘုံနဲ့သူဖြစ်တာနော်မဆိုင်ဘူးနော်ကိုပြန်တက်တာတဲ့အော်မင်းနဲ့လေဟေး Reno ရေဟိုကောင်ရေမင်းဘုံနဲ့40နော်မင်းမပြောတော့ပါဘူးသားကြီးနော်ကိုဘုံနဲ့ကိုပြန်ထုတက်ပလိုက်တဲ့သားကြီးရှော့ကိုဖန်ခင်လားဗျာလူဖီကဖန်ခင်လားလုံးနေကဲမင်းစားငါနှမျောလိုက်တာဟေးနော်
ဒီကောင်နှစ်ခါရှိပြီအမားခံရတာဒါကြီးနော်ဆိုတော့ကျွန်တော်တို့လက်ရှိနေထားရဆိုရင်တော့ကျွန်တော်နိုင်ကြီး80ရတော့မာပြီဒီနေ့တယောက်ကတော့ကဲကျွန်တော်လက်ရှိနေထားမှာဒီဘက်ကပြီးက fire ဟုတ်ပြီကဲကျွန်တော်တဲအိမ်ဝင်လာတာဗျတစ်ဖက်ကတော့လုံးဝကန့်ပြီးထိုင်ဆောင်နေပြပါတယ်ဟိုဘက်ရီရမင်းတို့ပွဲကဂန်းတန်ကျွန်တော်ဟိုဘက်တစ်ချက်ပဲပေးတာဗျဂန်းတန်ဒါပေမဲ့ကျွန်တော်စီးကန်းထဲမှာဂန်းတန်တစ်ချက်ပေးရပြီအဲ့ဒါသူစီးကန်းလေအဲ့စီးကန်းလောက်လာတာရောက်တဲ့နေရာနဲ့တစ်ချက်ပေးပေါ့နော်သူကဂန်းတန်တိတ်မပေးဘူးလေဒီဘက်နည်းပါတယ်ဗျတကယ်ပါတယ်နော်ရီတော့တကယ်ပါတယ်ဒီတော့မပိုင်မလုပ်ဘူးမကြည့်ဂန်းတန်မပေးဘူးဒီတော့သွားပြီသလားသွားရပြီသွားမရဘူးလေအဲ့လိုရသွားပြီတားရမင်းဖိုးတရမရတော့ဖိုးတရမင်းနဲ့လေလေဖိုးတကောင်းတယ်ဗျရီနိုရမင်းမပိုင်မလုပ်ဘူးတားရမင်းငါသိတော့ချဲတော့မရဘူးဆိုအဲ့လိုမျိုးဖိုးတရသူ့ကိုသူရှုံးကျင်လို့ဖြစ်တာဟဲ့အောင်ကြီးအရှိမမင်းရှေ့မှာဂန်းတန်နားထောင်ဖိုးရီနိုကဂန်းတန်ပြုံးသားတစ်ချက်အဲ့လိုလေးပေးပြီနော်โอเคဆိုတော့ကျွန်တော်ဒီဘက်ချက်မအောင်တက်လာခဲ့ပြီအိုးကဲကျွန်တော်တို့တေချာနေပြီလားတော့မသိဘူးကျွန်တော်တို့လုံးဝဒဲကြီးတွေစောက်ပြစ်နေရတော့ကျွန်တော်ရီနိုပဲဖြစ်ပါတယ်ခင်ဗျာ3k တောင်တာရတယ်ဒါပေမဲ့ကိစ္စတော့မရှိသေးပါဘူးခန်းပတ်လို့ရပါသေးတယ် 3k ကလုံးဝခန်းပတ်လို့ရပါသေးတယ်เนาะဒါကြီးเนาะ easy ကဲနိုင်ကြီးကျွန်တော်တို့380ပါเนาะကဲကျွန်တော်တို့ရင်ကုန်းစရာခိုက်တန်းလေးတော့ရောက်လာပါပြီဒီထဲမှာတက်လာမရဘူးဒါကြီးဘယ်လိုရမှာလဲမင်းဟိုကောင်ကမေခန်းကြီးထဲမှာလေမင်းဟာလားလုံးဝဒဲအိတ်ထိုင်မင်းစောက်ဝက်ရွယ်ရိုက်မှာဗောဒါကြီးအဲ့ဒါကြီးကတော့ရှင်းလေးပဲဝီကဂန်းလည်းမပေးဘူးရဒီလောက်ဆိုအဆင်ပြေတယ်ဒါကြီးနော်သူဘယ်နားမှာရှိတယ်သိရလေဘယ်မှာရှာကြမလို့ဒီကောင်ဒီနားမှာမရှိတက်လာပြန်ပြီဖိုးတီတနာပါလေကွာနော်ဒီညီလေးတနာပါလေကွာဟိုမှာတက်လာပြန်သွားပြန်ပြီဘာမှလုပ်လို့မရဘူးလေကွာမင်းရလဲလားကောင်းပါလေကောင်းတယ်နော်ကဲကျွန်တော်တို့ Reno ပါပဲခင်ဗျာเนาะ Reno ပါပဲ 5Z တဲ့ကဲကျွန်တော်3 minute ဗျာ 5Z တဲ့ဗျာကဲကျွန်တော်တို့5 minute မှာတော့မရတော့เนาะကျွန်တော်က9ကောင်ရတော့မရတော့เนาะတစ်ဖက်ကတော့အိမ်ထဲမှာပဲအေးစီတက်သွားပြန်ပြီမရတော့သူတက်မှာပဲရမယ်ဒီချိန်မှာသူတက်မှာပဲရမတက်လို့လည်းမရဘူးကြည်အောင်အမှကြည်အောင်တက်တာနဲ့ damage ကကြည်အောင်ဘလုံးမခံနိုင်ဘူးလေဘလုံးမဖြစ်နိုင်တော့ဘူးတာကြီးအဲ့ဒါကြီးရသိလားမဖြစ်နိုင်တော့တဲ့အရာကြီးရေသက်ချလို့ပြီးပြီအေးလို့ပြီးသွားတယ်ဟိုကပြီးဆုံးသွားတယ်နော်အဲ့ဒါကျတော့ game room မပါဘူးလားတဲ့အဲ့ဒါတွေကလုံးခွင့်ရှိတယ်ဗျာနော်နိုင်တဲ့ကောင်ကန့်ဝင်ရှိတယ်ကန့်တာကျွန်တော်တို့ဗျာကျွန်တော်တို့ကျေး room မှာကန့်ဝင်ရှိတယ်ကျွန်တော်တို့ဟို tournament room မှာကန့်ဝင်မရှိဘူးဒီမှာကန့်လို့ရအသက်ကောင်ကန့်လို့ရတယ်ဂန်းတန်ပေတနေရာလေးကန့်လို့ရတယ်အဲ့လိုမျိုးနော်ဒီနားမှာအတိုက်ကန့်လို့ရတယ်အဲ့ဒါကြောင့်မို့သူတို့ကကန့်ပစ်တာကဲကျွန်တော်တို့လက်ရှိနေသားမှာဆိုရင်ကျွန်တော်တို့မှာပြစ်တော့ထွက်လာတော့မင်းကြီးလားကျိုးပြစ်တာလေအေးကြည်လေးပါဖြေအောင်ခန်းကြီးမရပြီးရွိုက်တိတ်ကရှိတယ်ကွာတဲ့ဖူးတီကတဲ့သူ့မှာတိတ်ခါတော့ရှိတယ်ပတ်စံတော့ရှုံးနေတာကြီးနော်ကဲမင်းတို့ကြေးဝဲပြင်တတိထားနော်အဲ့ဒါတွေနော်မင်းတို့ခေါင်းနဲ့ထည့်ထားနော်အဲ့ဒါတွေရေးကြည့်ရနော်ဒါကြီးတို့ကဲကျွန်တော်ဒါ7-1နဲ့ပဲပွဲလေးကပြီးဆုံးသွားခဲ့ပြီ6ကောင်တော့ဒါ1 minute ကျော်လိုက်လို့မရတော့ဒါကြည့်ဦးဗျာဘာမှလုံးဝမရှိဘူးဒါကြီးရီနိုတကယ်အုံနောက်ကောင်းတဲ့ကောင်ကအုံနောက်ပိုင်ရှင်ကြီးအောင်ငါလက်ခွေး
ဟဲ့ခေါင်းပိုင်ရှင်တိုင်းနော်တကယ်လုံးဝခေါင်းပိုင်ရှင်တိုင်းလုံးဝငြိမ်နေရုံရီနူကြီးကွာစိတ်တော်မကောင်းနော်ငါညီတို့စိတ်တော်မကောင်းဖိုးတီတွေ့ပြောတာသူမှအကောင်းဆုံးစူးစမ်းခဲ့တယ်နောက်ဆုံးမှာတော့ဒါဖိုးတီကသူ့ကိုသူဘုံနဲ့ထုတာဆိုင်မှားတာလူတယောက်ကရှုံးခြင်းအဲ့လိုပဲတိုင်းလူတယောက်ကရှုံးခြင်းအဲ့လိုပဲရှုံးနေတိုင်းဒီလားအဲ့ဒါပဲနော်ကျွန်တော်လိုက်ရွှေ့ပြန်ကြည့်လိုက်နော်လိုက်ရွှေ့ပြန်ကြည့်လိုက်ကျွန်တော်ဖိုးတီဘာလို့ရှုံးသွားရတွေ့လားသူ့နှိမ့်နဲ့သူ့ပြန်ထုတ်ရခြင်းမှာနှိမ့်ကသူ့ damage ပေးလိုက်24ပဲအဲ့တော့ဘာလဲဆိုတော့လူတယောက်ကလေရှုံးခြင်းငါလို့မသားကန်တော့မင်းဘာဖြစ်မင်းနဲ့ငါဘာမှလည်းမပြောရသေးသားကြီးငါပွဲအစည်းကန်နေရနော်လူတယောက်ရှုံးခြင်းတော်လားကြံဖန်ပြီးတော့ရှုံးတာမင်းတို့မြင်နေဟုတ်သူ့မသူအေးသူအကောင်းဆုံးထိန်းဆော့တယ်အဲ့ဒါကိုကွာမင်းသူ့ဘုံနဲ့သူမင်းထိတာတယ်ဟောင်ကြီးနိုင်ကြီး80ပွဲနော်ကဲမကြေတော့မင်းတို့ပွဲပြန်တဲလိုက်ဒါပေမဲ့ကေးရတော့လုံးဝပြက်ကြီးပေါ့နော်ကဲမင်းတို့မကြေပွဲမင်းတို့ပြန်တဲချင်းတဲကြကဲကျွန်တော်တို့